Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နိပညာ startup တစ်ခုလုပ်ဖို့အတွက် idea တော့ရှိတယ်ငွေအများကြီးမကုန်မဲနဲ့နှို့ရှိနေပြီးသား ecosystem support တွေကိုအသုံးချပြီးတော့ဘယ်လိုလုပ်ကြမလဲဆိုတာကိုမျှဝေပေးတော့မှာဖြစ်ပါတယ်သိမကြသေးရပဲ Honey Hunt အတွက်ကိုဆိုလို့ရှိရင်လေ Google နဲ့ Microsoft ကနေပြီးတော့ bootstrap လုပ်ထားသည့်တိုင်အောင်သူတို့ကနေ in-kind support တွေနဲ့ဒေါ်လာ1000ခန်းနဲ့ချီပြီးတော့ပတ်ပိုးပေးခဲ့ရမျိုးရှိပါတယ်။ဒါတွေက fundraise မလုပ်ထားတဲ့ startup တွေအတွက်ဆိုလို့ရှိရင်ခဲရင်နာမှန်ပေမဲ့နှို့ရှာရင်တော့ရှိရပေါ့နော်။ဥပမာ Google for Startup ဆိုလို့ရှိရင်သူတို့စီမှာက idea လေးပြောပြလိုက်ရုံပဲအဲ့တော့ကို့မှာကဘယ်လိုမျိုးနည်းပညာ idea ရှိရ AI နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဘယ်ဟာနဲ့ပတ်သက်တာပဲဖြစ်ဖြစ် company right register လုပ်ထားပြီးစီရအောင်မလိုဘူးပေါ့နော်အဲ့ဒါလေးပြောပြလိုက်ပြီးဆိုတာနဲ့သူတို့အစင်းစင်စီစစ်ပြီးတော့ခါကြတော့ချက်ချင်း line နိုင်ပိုင်းအတွင်းကိုပေါ့နော်ကိုယ့်ရဲ့ idea ကသူတို့ရဲ့ sending စံနှုန်းနဲ့ပြည့်မီရဲဆိုလို့ရှိရင်တန်းပြီးတော့ဒေါ်လာ2000 in-kind support အနေနဲ့ရရှိမှာဖြစ်ပါတယ်ဒါက Google တယောက်တည်းရမဟုတ်ဘူးပေါ့နော်နည်းပညာ company အကြီးတွေကကိုယ့်ရဲ့ next big thing ပေါ့ဘယ်သူကစတဲ့ပုံမှာအောင်မြင်မြင်နဲ့ဖြစ်ထွန်းလာမလဲဆိုတဲ့ဟာမျိုး support လုပ်ပေးခြင်းလို့နောက်ကနေပြီးလိုက်နေကြတာအဲ့လိုမျိုးဆိုတော့ Google မှာရှိရ Microsoft ရှိရ Amazon ပေါ့နော် AWS ရှိရဆိုတော့ဒါတွေကအများကြီးပဲကိုကလိုက်ပြီးတော့ရှာဖို့ပဲလိုတယ်ပေါ့နော် even like Digital Ocean မှာဆိုလို့ရှိရင်လည်းရှိရတခုရှိရကသူတို့က credits တွေကိုအလကားပေးရပါတော့လို့ server cost တွေဒီ idea ကိုစလုပ်ဖို့အတွက်ကိုပထမဆုံးတစ်နှစ်စာကိုသူကနီးပညာပံ့ပိုးပေးရမျိုးအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့သူတို့ကစီးစစ်တဲ့ဟာမျိုးတွေရှိရ။များသောအားဖြင့်ကအခုဥပမာ Digital Ocean လိုမျိုးဆိုလို့ရှိရင်ဒီတိုင်းတော့ရှောက်လို့မရဘူး။ကိုက accelerator တစ်ခုမှပါထားမှပြီးလို့ရှိရင် fundraise လုပ်ထားရပေါ့နော်။ကိုကိုယုံကြည်ပြီးတဲ့ခါကျတော့ investor တွေကနေပြီးတော့ပတ်စံတွေထည့်ထားတယ်။အဲ့လိုမျိုး startup တွေကိုမှသူတို့ကနေပညာ support တွေပေးတဲ့ဟာမျိုးကတော့ပို့ပြီးတော့များပါတယ်။အဲ့တော့ကို့မှာ idea ရှိပြီဆိုလို့ရှိရင်ဒီလိုမျိုး server တွေနဲ့ hosting တွေနဲ့မှမဟုတ်ဘူးပေါ့နော် even for like software တွေဒီ SaaS tools တွေပါဆိုလို့ရှိရင်လည်းရှိရအဲ့တော့ Zoho ဆိုလို့ရှိရင် Zoho for startups ရှိရ Notion for startups ရှိရ HubSpot for startups ရှိရပေါ့နော်အဲ့တော့ startups တွေကိုပံ့ပိုးကူညီမယ်ဆိုတော့နည်းပညာ company တွေကအများကြီးရှိရဖြစ်တဲ့အတွက်ကိုသုံးချင်တဲ့ tools ပေါ့နော်ကိုသုံးချင်တဲ့နည်းပညာတစ်ခုခုကို startup အတွက် option ရှိလားဆိုပြီးတော့ explore ရင်လုပ်သင့်ပါတယ်တချို့ accelerator program တွေဆိုလို့ရှိရင်သူက package လိုက်ကြီးပေးထားပါတော့ AWS credit ကဘယ်လောက်ရမယ်Zoho credit ကဘယ်လောက်ရမယ်အဲ့လိုမျိုးကိုသူက bundle လုပ်ပြီးတော့ခါကြတော့ပေးချင်လို့ပါဆိုပြီးတော့ startup တွေနောက်ကိုလိုက်နေတဲ့ဟာမျိုးရှိရပါတော့နောက်တော့အဖြစ်ကတော့သူကအချိန်နဲ့ပေါ့နော်ပထမဆုံးတစ်နှစ်ဒါမှမဟုတ်လို့ရှိရင်ပထမဆုံး2နှစ်အဲ့လိုမျိုးတွေ limit လုပ်ထားဖြစ်ပြီးတော့တချို့ကျတော့ lifetime ပေးထားတဲ့ဟာမျိုးတွေလည်းရှိတယ်အဲ့တော့အခုခေတ်က website တစ်ခုလုပ်ဖို့ technology နဲ့ပတ်သက်တဲ့ idea တစ်ခုကိုစဖို့ဆိုတာက vibe code လေးနေပိုင်းနဲ့နှုတ်ခတ်တော့တာမဟုတ်ဘူးပေါ့နော်အဲ့တော့ကို့မှာပတ်စံလည်းမရှိဘူး idea ကတော့ရှိနေတယ်ဆိုလို့ရှိရင်ဒီလိုမျိုးနည်းပညာ support တွေကို leverage လုပ်ပြီးသွားတဲ့ခါကျတော့ product တစ်ခုဖြစ်အောင်တိဆောက်ပြီးတဲ့ခါကျလို့ရှိရင်ဒီလိုမျိုး support တွေကိုယူပြီးတဲ့ခါကျတော့ product ကိုပို့ပြီးတော့ကောင်းအောင်လုပ်ပို့ပြီးတော့ performance ကောင်းတဲ့ product မျိုးဖြစ်လာပြီဆိုလို့ရှိရင် market ထဲကိုဝင်ရောက်ဖို့အတွက်ကိုအဆင်သင့်ဖြစ်နေမှာဖြစ်ပါတယ်ဒီလိုမျိုး startup နဲ့ပတ်သက်တဲ့ sharing လေး tips ကလေးတွေကိုလည်းဒီ channel မှာပြပြပေးသွားမှာဖြစ်လို့ like and subscribe လုပ်ပေးကြအောင်เนาะနောက်မှပြန်တွေ့မယ် bye bye